ငလျင်ဘေးနဲ့တူကျွေလွင့်သွားကြတဲ့ထင်ပေါ်ကျော်ကြားသူ3ဦးနံပါတ်1ဂျင်းညီညီကမြန်မာနိုင်ငံရဲ့ခင်အောင်ဆိုရှင်တယောက်ဖြစ်တယ်လို့ခုချိန်ထိပရိသတ်တွေရဲ့ခန္ဓာပေးခြင်းကိုခံနေရတဲ့သူပါအလွမ်းကဖေးသချင်းနဲ့ပရိသတ်တွေအားလုံးကဂျင်းညီကိုတွဲပြီးအမှတ်ရနေတတ်ကြပါတယ်ဇနီးဖြစ်သူနဲ့အော်တီဇင်ဖြစ်နေတဲ့သားလေးကိုလှုပ်ကြွေးနေတဲ့ဂျင်းညီကမလ31ရက်နေ့မှာကြောက်ကက်ယောဂနဲ့ကွယ်လွန်သွားခဲ့ရတာပါငလျင်ဘေးကြောင့်စိတ်သောကရောက်နေကြရတဲ့အချိန်မှာဂျင်းညီကိုပါဆုံးရှုံးလိုက်ရတာမို့ပရိသတ်တွေမှာရန်ကိုဝန်းနေကြရပါတယ်ဂျင်းညီရဲ့ပရိသတ်တို့ကဆိုရင်အိမ်ရှိမှာကားလာရက်ကညကြီးအလွမ်းကဖေးသချင်းဖွင့်ကငိုကြွေးနေခဲ့ပါတယ်နံပါတ်2ဆူဆန်ကမြန်မာနိုင်ငံရဲ့မိုးလေဝသနဲ့ပတ်သက်ရင်တောင်သူလယ်သမားတွေရဲ့အားကိုးရဆုံးသူတယောက်ပါကံမကောင်းစွာနဲ့ပဲဆူဆန်ကမလ28ရက်နေ့ကငလျင်လှုပ်တဲ့အချိန်မှာအိမ်ပြင်ကိုပြေးထွက်ရင်းနဲ့နှလုံးဖောက်ကအသက်ပါသွားခဲ့တာပါဆူဆန်မျိုးသမီးတယောက်မဟုတ်ဘဲအသက်60ကျော်အမျိုးသားဦးထွန်းလှောင်ဖြစ်နေခဲ့ပါတယ်အသက်အရွယ်ရငလျင်ကြောက်ထိတ်လန့်ကရုတ်တရက်ကွယ်လွန်သွားရတာဖြစ်ပါတယ်နံပါတ်3စီလီမီက Miss Tourism 2018ပွဲကိုမြန်မာနိုင်ငံကိုစားပြုတယောက်အနေနဲ့တောင်းရောက်ရှင်ပြိုင်ခဲ့ပေးတာပါစီလီမီကမလ28ရက်နေ့ငလျင်လှုပ်နေတဲ့အချိန်မှာ Sky Villa ကွန်ဒိုမှာရှိနေခဲ့တာပါငလျင်လှုပ်လို့ပြိုကျတဲ့အထက်မှာပိတ်မိနေခဲ့တာဖြစ်ပြီးရပ်ပိုင်းအကြာမှာအသက်မဲ့ခန္ဓာကိုယ်အနေထားနဲ့သာပြန်လည်တွေ့ရှိခဲ့ရပါတယ်ငလျင်ဘေးနဲ့အတူလူအများကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ကြတဲ့သူတွေအားလုံးကောင်းရာသူပရိလာပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ